Hello ဒီနေ့တနင်္ဂနွေနေ့ကတော့ပေးရဆိုတော့နားရဆိုတော့ပြင်ထွက်ဟိုရှောက်သွားဒီရှောက်သွားဖြစ်တယ်ပေါ့နော်ဒီနေ့ကတော့ပထမဦးဆုံးနေ့နဲ့ကတော့ဒီမှာအဲ maple tree လေးသွားပြီးတော့ဝေချင်နေဆိုလို့ဒီ nursery ကိုသွားပြီးတော့ဒီ maple ပင်လေးသွားပြီးတော့ကြည့်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဝယ်တော့မွေဖြစ်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့တခြားမျိုးက nursery ဆိုင်ကကိုတက်တာရဆိုတော့ဒီမှာပဲသွားပြင်ဝယ်မလို့ပေါ့နော်အဲ့ဒီကပြီးတော့ဒီနောက်တနေ့ကိုသွားပြီးတော့ကြည့်ရပေါ့နော်အဓိကတော့ဒီ channel မှာဒီကြောက်တုံးလေးအလားဆင်ထားခြင်းလို့ဒီမှာကြောက်တုံးလေးလာပြီးတော့ကြည့်ရပါတော့လူကျင်တာများရှိမလားဆိုပြီးတော့ဒါမှလည်းကြည့်ဖြစ်တယ်မဟုတ်ဖြစ်ဘူးပေါ့နော်ပြီးတော့အဲ့ဒါပြီးရနဲ့နေ့လေစားချိန်လေးရောက်ပြီးဆိုတော့ဒီနေ့လေစားသွားဖို့ဒီမြို့တွေကိုပြန်ပြီးတော့သွားတယ်ပေါ့နော်သွားပြီးတော့ဒီမြို့တွေရောက်ပြီးဆိုတော့ဒီနားမှာရှိရဲ့ဂျပန်ဆိုင်လေးမှာသွားပြီးတော့ဂျပန်စားဝယ်ပြီးတော့စားဖြစ်တယ်ပေါ့နော်ဒီမှာ beach ဒီ ice tea beach လေးဝယ်ဖြစ်တယ်ပြီးတော့ဒီအစားအသောက်တွေလည်းဝယ်ပြီးဆိုတော့ဒီမှာရှိရဲ့ဒီ lookout လေးကိုသွားပြီးတော့ဒီမှာ lunch လေးသွားပြီးတော့စားမယ်ပေါ့နော်ကံကောင်းခြင်းတော့ရှာတီဦးတို့ကတာရနေလေးပြန်ပြီးတော့တာလာတယ်ခဏတော့မိုးရီရွာနေရပါတော့ဒီကိုရောက်ပြီးဆိုတော့ဒီမှာ lunch လေးထိုင်ပြီးတော့ view လေးကြည့်ပြီးတော့ lunch လေးထိုင်စားပါတော့အခုပြီးပြီဆိုတော့တနိုင်လောက်လေးရှိပြီဆိုတော့အိမ်ကိုပြန်ပြီးတော့အနားပါတော့မယ်bye bye